ကဲအားလုံးပဲမင်္ဂလာပါဗျာဒီစနေနေ့နေ့လည်စာလေးပါထွင်းစားကြပါအောင်တော့ဒါစနေနေ့နေ့လည်စာလေးပါခင်ဗျာဒါတော့အတူမြုပ်စုံနေဗျာဒီမှာဆက်လိုက်ရွက်စူပုတ်ရွက်ကျွန်တော်တို့သိရသီးတူအောင်လို့ဗျာသိရသီးတခွာသီးလေးလည်းပါတယ်ဗျာတခွာသီးဒါတော့ငပိရီပါခင်ဗျာငပိရီ2 day special ငပိရီနဲ့အတူမြုပ်စုံပဲကဲမင်းရင်ရှက်ရင်လည်းကျွန်တော်တို့ဆွဲကြအောင်ဗျာဒါတော့9ကြော်ချက်ပါခင်ဗျာ9ကြော်ချက်9ကြော်ချက်ရှယ်ပေါ့ဗျာ9ကြော်ချက်ဒါတီးစုံပဲကလာဟင်းပါခင်ဗျာတီးစုံပဲကလာဟင်းတီးစုံပဲကလာဟင်းရှယ်ပဲနော်တီးစုံပဲကလာဟင်းပါဗျာဒါတော့ချက်ဥကြောပါခင်ဗျာချက်ဥကြောကဲအားလုံးပဲထမင်းစားကြအောင်တော့စနေနေ့နေ့လည်စာလေးပါဒါတော့စနေနေ့နေ့လည်စာလေးပါကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာ2 day special ကတော့ဗျာဒီမှာဒုတိယတစ်ချိန်ထပ်ပြအောင် share ပဲဗျာစိမ့်စိမ့်ဆုပ်ဆုပ်နေတဲ့ဆက်လန်းရွက်တွေရောစူပုတ်ရွက်တွေရောနော်ဒါကတော့သိရသီးဗျာသိရသီးတခွားသီးဗျာတခွားသီးကဲ share ပဲဗျာ2 day special ကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာအားလုံးပဲဘိုင်ဘိုင်ပါ